Lewandowski ရဲ့ဂိုးသွင်းစံချိန်ကိုရိုက်ချိုးဖို့ပြစ်မှတ်ထားနေတဲ့ Harry Kane ယုံကြည်စိတ်ချမှုခိုင်မာမှုအထူးဝန်ဆောင်မှုကောင်းတွေပြည့်စုံနေတဲ့တန်းကြွယ်ကနေပြီးတော့ကြိုးဆိုပါရခင်ဗျာဘိုင်ယန်မြူးနစ်အသင်းရဲ့အားကိုးရတဲ့အင်္ဂလန်တိုက်စစ်မှု Harry Kane ကဂန်တွင်တိုက်စစ်မှု Lewandowski တင်ရှိထားတဲ့ Bundesliga ဂိုးသွင်းစံချိန်ကိုချိုးဖျက်နိုင်မှုအတွက်အလေးနဲ့စိတ်ဝင်စားနေကြောင်းဖွင့်ရလာပါတယ်အသက်32နှစ်ရွယ်ရှိပြီဖြစ်တဲ့ Harry Kane ကနီးပြ Vincent Kompany ရဲ့လက်အောက်မှာအံ့အားသင့်ဖွယ်ခြေစွမ်းပြနေပြီးတော့ဒီဟာဒီ Bundesliga 14ပွဲမှာ18ဂိုးအထိကိုသွင်းယူထားနိုင်တယ်လို့ Champions League မှာလည်းပဲ6ပွဲကစား5ဂိုးသွင်းယူထားနိုင်ပါတယ်Lewandowski က2021ခုနှစ်ကဘိုင်ယန်အတွက်142ဂိုးသွင်းယူပြီးတော့ Bundesliga တမိုင်းသက်လျှောက်မှာဂိုးသွင်းများဆုံးသူဖြစ်စံချိန်တင်ခဲ့တာပါ။ Harry Kane ကတော့ဒီနေ့မှာသူ့ရဲ့တာထွက်ကောင်းမှုကြောင့်မလို့အဆိုပါစံချိန်ကိုချိုးဖျက်ဖို့ဖြစ်နိုင်ခြေရှိတယ်လို့ယုံကြည်နေပါတယ်။သူကဒီနေ့တာထွက်အရန်ကောင်းနေလို့စံချိန်ချိုးဖို့ဖြစ်နိုင်တယ်လို့ထင်ပါတယ်။ပွဲကစားဖို့လည်းအများကြီးကြံနေသေးတယ်လी။ကျွန်တော်အနေနဲ့နောက်ထပ်4-5လလောက်ဒီပုံစံတိုင်းဆက်ပြီးတော့ထိန်းထားနိုင်မှုအတွက်လိုအပ်ပါတယ်။စံချိန်ကကြီးကျယ်လို့ရိုက်ချိုးဖို့ခံမှန်သိပေမဲ့ကျွန်တော်တို့အမြဲတမ်းပျော်ပျော်ရွှင်ရွှင်လန်းလန်းဆန်းဆန်းနေပဲအကောင်းဆုံးကြိုးစားသွားမှာပါလို့ပြောကြားခဲ့ပါတယ်။တကယ်တော့ Harry Kane ကဂျာမနီမြေကိုစတင်ရောက်ရှိခဲ့တဲ့ပထမဆုံးရာသီမှာတင်ပဲ32ပွဲကစား36ဂိုးအထိသွင်းယူပြီးတော့ Lewandowski ရဲ့စံချိန်ကိုချိန်ချောက်နိုင်ခဲ့ပူပါတယ်။လက်ရှိပြသနေတဲ့ဂိုးသွင်းနှုန်းရဆိုလို့ရှိရင် Harry Kane အနေနဲ့လာမယ့်လတွေမှာဒဏ်ရာကင်းစင်ပြီးတော့ပုံစံကောင်းဆက်လက်ထိန်းထားနိုင်မယ်ဆိုလို့ရှိရင်တော့ Bundesliga တမိုင်းတစ်လျှောက်မှာဂိုးသွင်းဘရင်အသစ်ဖြစ်လာဖို့အတွက်အခွင့်အလမ်းများစွာရှိနေပါတယ်ခင်ဗျာ။